Fabregas လား Alonso လား Iraola လားဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကိုထက်ချက်စီးဘလော့ YouTube channel နဲ့ TikTok အကောင့်ကနေအပြာရောင်ညီကိုများအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မတွေ့ရတော့လည်းကြာပြီပေါ့လေနော်ကျွန်တော်အနေနဲ့ကလည်းဗျာဒီချက်စီးသတင်းအကြောင်းအရာတွေကိုကျွန်တော်ကအကျော်သဘောအနေနဲ့ပဲဗျာကျွန်တော်စိတ်ထဲမှာဘလို့ခံစားရလဲ fan တယောက်အမြင်နဲ့ပဲကျွန်တော်ချပြတာအမှ professional ဘာနာကျွန်တော်ဖြစ်သေးဘူးဗျာအဲ့ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဗီဒီယိုတင်တာလေးကျဲမယ်နည်းနည်းကိုစိတ်ပါတဲ့အခါမှဒါဘယ်လိုပြောမလဲမှုကောင်းတဲ့အခါမှဒါလုပ်ပြနေတယ် professional ဖြစ်လာရင်တော့ဗျာဒီထက်ပိုပြီးတော့အချိန်ပေးရလိမ့်မယ်လို့မျှော်လင့်နေအဲ့ဒါကြောင့်မလို့ညီကိုတို့ရဲ့အပိမှုလို့ကျွန်တော်အများကြီးလိုအပ်တယ်နော်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရင် subscribe လုပ်သွား TikTok account လေးကိုလည်း follow ရတင် follow ပေးကြတယ်ကျွန်တော်ကိုကူညီပေးလို့ရပါတယ်နော်ကဲအဲ့တော့ကျွန်တော်စပြောမယ်ဆိုရင်ရိုစင်ညာအထောက်ခံလာတာနေစမှာပေါ့လေနော်ရိုစင်ညာကတော့ဒီဟိုပါပေါ့ကျွန်တော်တို့သတင်းကြကြကြီးသတင်းတွေကြကြပြီးချင်းပဲသူ့အနေနဲ့တိတ်မခံတော့ဘူးအင်တာဗျူးဖြေလာတာတွေနည်းနည်းလွဲလာတယ်အထောက်ခံရတော့မှရှေ့ပြီးလက္ခဏာကျွန်တော်အများကြီးမြင်ပြီးတဲ့နောက်ပိုင်းမှာပဲကျွန်တော်ထင်ထားတဲ့အတိုင်းအထောက်ခံလိုက်ရတယ်ကျွန်တော်ကတော့ရိုစင်ညာကိုအပြစ်သိမ့်မမြင်ဘူးကြဒါတွေအကုန်လုံးဖြစ်သွားတာကဒီ Sporting Director နှစ်ကောင်ရဲ့အတုံးမကျမှုကြောင့်ပဲတစားကန်ဖြစ်သွားတဲ့သဘောမျိုးအန်တိုမာရစကာရောကျွန်တော်တို့ဒီရိုစင်ညာကျော်ကသူတို့ကိုယ်တိုင်ဘာမှတိတ်ပြီးတော့ဘယ်လိုပြောမလဲအဖြစ်ရှိခဲ့တာမဟုတ်ဗျာနော်ဘလို့သူတို့ရဲ့အမားတွေကိုဒီ sponsor ကနှစ်ကောင်ကသူတို့နှစ်ယောက်ရဲ့အမားတွေကိုဒီနီးပြနှစ်ယောက်ပေါ်မှာပုံချပြီးတော့ဒီနီးပြနှစ်ယောက်ကစတေးခံခဲ့ရတယ်ပြီးတော့ဒီအောင်အောင်မရှိတဲ့ဒီအက်ဘာလီယိုဘိုလီတို့ကလည်းဒီဘယ်လိုပြောမလဲနီးပြကိုကောက်ကွယ်မဲ့အစားဒီ sponsor ကနှစ်ကောင်ရဲ့ sport ကိုပဲသူတို့နေယူသွားပြီးတော့ဒီဘယ်လိုပြောမလဲနီးပြနှစ်ယောက်ကစတေးပေးခဲ့ရတယ်အဲ့တော့ဒီ sponsor ကနှစ်ကောင်ရှိနေတွေ့တော့ကျောင်းနေနဲ့ပြောမှာချက်စီးသိန်းရဲ့ class အမှန်နဲ့ဆက်မှန်တဲ့အုံမတစ်ခုကိုရှားလာမယ်ကျွန်တော်မထင်ဘူးအဲ့တော့ကျောင်းအနေနဲ့ရှင်းထုတ်ရမှာကဒီ sponsor နှစ်ကောင်ရှင်းထုတ်ဖို့ကျောင်းအနေနဲ့မျှော်လင့်နေပြီးမှနီးပြကောင်းတရားတော့ခံဖို့အတွက်ကျောင်းအနေနဲ့အများကြီးတော့ကျောင်းအနေနဲ့မျှော်လင့်ထားလို့ရပါတယ်နော်ကဲအဲ့တော့လူစင်ညာထွက်သွားပြီးတဲ့နောက်ပိုင်းမှာကာလာမဖာလင်ကလက်ကျန်ရာသီဝပွဲတွေကိုတာဝန်ယူမယ်လက်ကျန်ရာသီကျန်တဲ့ပွဲပေါ်လေးဒီ Africa အပါအဝင် Nottingham Forest တို့ Liverpool တို့တခြားနောက်ဆန်ရန်တို့ပေါ်တော့ဆုံးပွဲသူ့နယ်တာဝန်ခံရသွားမယ်ဒါမှလာမယ့်အဒီမှာတော့ချက်စီနီးပြတဲ့ဖြစ်ဖို့အတွက်နီးပြတွေကကျွန်တော်ဆွမ်းလာပြောခဲ့နီးပြ3ယောက်တင်မဟုတ်ဘူးနီးပြတွေအများကြီးထက်ရှိသေးတယ်ဗျာနော်ကျွန်တော်ဂရန်မာဟောင်ဖီလီပီလူးဝစ်တို့နော်နဂက်စ်မန်တို့ဒီဝေါ့ကပ်ပင်ထွက်လာမယ့်နီးပြတွေအများကြီးရှိသေးတယ်နော်နောက်ပြီးရင်အီဒင်တာစစ်ထက်ရှိသေးတယ်ဗျာနာမည်တွေကတော့အများကြီးကျန်သေးတယ်ဆိုင်မိုနီအင်စာကီနော်လူးဝစ်အန်ရပြက်ကြထွန်လူးဝစ်အန်ရရှိမယ်ဗျာအဲ့လိုမျိုးဗျာနာမည်ကတော့အများကြီးဒါပေမဲ့တကယ်နီးစက်တဲ့အခြေအနေကတော့ကျွန်တော်အနေနဲ့3ယောက်ကိုကျွန်တော်အနေနဲ့ထပ်ပြီးတော့မြင်ထားရတယ်ဒီနေရာမှာဖာမီကတ်ပေါ့လေဖာမီကတ်ကတော့ချက်စီးသိန်းရဲ့ဒီနိဗ္ဗာန်တို့ကိုရောက်ဖို့အတွက်ဆရာထက်တန်မှုတွေရှိနေတယ်သတင်းတွေကတော့အမျိုးမျိုးဗျာဖရဘီစီယိုရိုမာတို့ဘာတော့တခုခုဆိုတော့ဘယ်လိုလဲသူကအရန်လှော်တယ်ဗျာသိတယ်မလားသူကသတင်းတစ်ခုခုကိုမဖြစ်အောင်သတင်းရအသွားအလာတွေကိုပေါ်ပြီးတော့ချိတ်ဆက်မိအောင်နည်းလေးကိုမျိုးမိစရာလေးရှိတယ်အဲ့လိုမျိုးပဲဗျာဒီတခြားသတင်းတွေလည်းဒီချက်စီးသိန်းရဲ့ link ဖြစ်တဲ့အပေါ်မှာအားလုံး Nagelsmann တို့လည်း mention လုပ်ကြတာရှိတယ်Nagelsmann ကစီးတင်းရတော့ယူဖို့စိုက်ဝင်မစားဘူးလို့တော့စိတ်ဝင်စားခြင်းမရှိဘူးလို့ကျွန်တော်လည်းအစောပိုင်းမှာသိထားရတယ်အဲ့တော့ထပ်ပြီးကြည့်ရမှာကကျွန်တော်လည်းဒီစီးတင်းရနီးပြအပြောင်းလဲရတော့တခုကနော်ဒီဘယ်သူ့ကိုထပ်ခတ်မလဲခန့်မဲ့လူက Famicas တော့အခုတင်းထွက်တာ Famicas ဆိုရင်ကျွန်တော်အနေနဲ့အရန်အကြိုက်လည်းမဟုတ်ဘူးမကြိုက်ဘူးလည်းမဟုတ်ဘူးနည်းနည်းလေးလိုရောမလဲကောင်းတော့ကောင်းတယ် Famicas ဗျဘလုံးကစားနေမှာချက်စီးတင်းနဲ့ပြမိုက်လေးနဲ့ချိန်ယူထားတယ်တကယ်ကိုအတွေ့အကြုံရှိတယ်ဗျာနော်ကစားသမားတကယ်ရိတ်ရကစားသမားပဲနော်ဘာစီလိုနာချက်စီအာဆင်နယ်အဲ့လိုအသင်းမှာကျင်းနိုင်ပြီးတော့ကစားခဲ့ဘူးတယ် creative sense အပြည့်ရှိတယ်ကစားသမားတော့အခုလိုပဲသူအသင်းသူကွန်မွန်ကန်တယ်တဲ့အခါမှာလဲတို့ရောမလဲ position base ကိုဥတည်ပြီးကစားတယ် attacking football ကစားတယ်ဘောလုံးကိုတိုက်စစ်ဆန်အမြဲတမ်းကစားသမားရဲ့ quality နဲ့ပေါင်းဆက်ပြီးတော့သူ့ရဲ့ attacking mindset ကိုရအောင်ပေါ်ထုတ်ပြီးတော့ကစားတယ်နော်တို့ရောမလဲ attractive football ဆန်တယ်ဗျာချက်စီးတင်းနဲ့ခန့်အပ်လိုက်ရင်ကိုက်ညီမှုတော့ရှိကောင်းရှိသွားနိုင်တယ်ဒါပေမဲ့တစ်ချက်ချတော့ပြောလို့မရသေးဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်အနေနဲ့ Elite ရာနီးပြတယောက်ဖြစ်တယ်ပြမဲ့လေကိုတစ်ခါမှမကန်ရသေးဘူးအတင်းကြီးတစ်ခါမှမကန်ရသေးတဲ့အပေါ်မှာနည်းလေးတော့တန်ပြဖြစ်စရာလေးရှိတယ်ဒါပေမဲ့လည်းရွေးချယ်မှဆိုရင်ရွေးချယ်လို့ရ profile တစ်ခုမှတော့ရှိနေတယ်နောက်တစ်ယောက်ကတော့ဇာဖီလွန်ဆိုပေါ့လေဇာဖီလွန်ဆိုကြတော့ဒီဘယ်လိုပြောမလဲသူ့အနေနဲ့ကifo မှာကျွန်တော်ကန်မယ်ကွာ position game တို့ဒါ game တော့ဘာမှတော့မဆိုင်ပါဘူးအပြင်လောက်ကဒါပေမဲ့ကွက်ကောက်လာတော့လောင်မောက်ကောင်တော့အများကြီးရှေ့ကြ ifo game မှာဆိုရင်သူ့အနေနဲ့ကြတော့ position game ကကွက်ကောက်လာတဲ့နှစ်ခုကိုရောထားတဲ့ပုံစံမျိုးလေးနော်အပြင်လောက်ကပြောရမယ်ဆိုရင်3ဘက်ကိုအထိုင်ချတယ်ဒီလီဗာပူးစင်မာတော့ကတိုက်စစ်ကိုစိတ်ချလက်ချသွားတယ်ဝင်းပတ်နှစ်ဖက်ရဲ့
ဒီကွင်းလက် DMF 100နှစ်ယောက်ကတစ်ယောက်ကအနောက်ကိုပို့စင်းကူတယ်တစ်ယောက်ကတော့ကွင်းလက်မှာဒီတမ်ပိုကိုထိန်းပြီးတော့ဒီဝင်းတွေကိုလမ်းဖြတ်မယ်တိုက်စစ်ကိုဒီ 4% နေပေးမယ်ဝင်းမနှစ်ဖက်ကောင်းအလုပ်လုပ်မယ်ပြောရရင်သူ့နာပြနီးစနစ်ပိုင်းကိုနည်းလေးကုမြူပြီးဆော့တယ်သူလည်း attacking football ကစားတာပဲသူ့မှာတစ်ချက်ကောင်းတာကဗျာ rush defense ရုတ်တရက်တိုက်စစ်စင်နေနဲ့ပြန်ပတ်တင်က corner transition စတော့မဲ့အခါမှာခန်းစစ်ကနေရာယူပြီးသားအသင်းရှိတယ်သူဘက်ကစားတဲ့ပုံမှာလွမ်းသုံးအောင်ကြံခဲ့မယ် defensive midfielder တယောက်ကနေရာယူပေးထားမယ်ဟိုဘက်တောင်မှနှစ်ဖက်ကဒီဝင်းမနှစ်ဖက်ကအနောက်ပြန်ဆင်းလာမှရှိတဲ့အခါမှာကြာရင်လော်ဖီရ defense ရဲ့နေရာမှာလည်းအကောင်လက်ချက်သွားတဲ့အခါမှာကြာရင်ဆလမတ်သုံးအောင်ကြံခဲ့မယ် DM တကောင်ရှိမယ် CM တကောင်ကကွင်းလက်မှာဗျာဘယ်လိုမျိုးကွင်းလက်မှာအထိုင်ပြီးတော့ person တွေကိုလိုက်ဖြန့်ပေးနေမယ်ဝင်းနှစ်ဖက်တက်မယ်တိုက်စစ်မှာရှိတဲ့3ယောက်ရှိမယ်အဲ့လိုမျိုးဗျာတိုက်စစ်နည်းလေးကိုမျိုးလေးကစားနိုင်တယ်ဘယ်လိုမလဲသူကနေစနစ်ပန် modernize ဖြစ်တယ်ဗျာရီးမှာအောင်မင်နာကရီးမှာယာတီဘိုဘာခန်တာကရီးရဲ့ကစားသမားတွေက quality player တွေများတယ်ဗျာရီးရဲ့အမှန်တကယ်ဆိုနီးပြအောင်မလို့တဲ့အတင်းဗျာသူတို့ရဲ့ကစားသမားအင်အားတစ်ခုနဲ့ run နေတဲ့အပေါ်မှာဇာဖီလွန်ဆိုရဲ့ identity တစ်ခုချပြဖို့ခတ်တယ်ပြီးတော့ရီးရဲ့က3 back လို့ကစားလိကစားတာမရှိတဲ့အတင်းဗျာနော်3 back တစ်ခါမှသူတို့နေနဲ့ကစားပြီးတော့အောင်မှုကြီးကြီးမှရခဲ့တာလည်းမရှိဘူး3 back လည်း sorry ဆော့တာမရှိဘူးကျွန်တော်ချက်စီတင်က3 back တဲမယ်ဆိုရင်တဲလို့ရတဲ့ entire တစ်ခုမှာတော့ရှိနေတယ်နော်အဲ့တော့3 back တဲလိုက်မှဆိုရင်ဗျာအနိုင်အဆင်ပြေနိုင်တယ်ဒါပေမဲ့တခုကြည့်ရမှာကကျွန်တော်တို့ဒီဟိုပါပေါ့လေ LBRB ပေါ့ကူလာရုစင်းကတော့ဝင်မဖြစ်ကောင်းကစားနိုင်ပေမဲ့အနောက်တန်းမှာကျွန်တော်ဆန္ဒဘတ်တွေကဒီ3ယောက်မှာဂျုံစားလို့ရတဲ့ကောင်ကကိုယ့်ရဲ့ချလို့ပါလောက်ပဲရှိတယ်ဗျာကျန်တဲ့ကောင်တွေဘာမှတိတ်အစိမ့်မရှိဘူးဖဖားဆိုတဲ့ကောင်ကကျွန်တော်မေးလိုက်ပါတကယ်ကိုရုပ်ပေါက်တယ်ကစားတာဘောလုံးကန်ကျင်သလိုမကန်ကျင်သလိုမြောင်းနဲ့ဆွမ်းတဲ့ပုံမှာလည်းအဲ့ကောင်ကြောင့်နော်ဘာမှမဟုတ်ဘူးတန်းကအမြဲတမ်းနှာတယ်နော်ဒီတိုင်းလေးပခုံးချင်းစင်တိုက်တယ်ဒါတော့ပခုံးနာပြီးတော့ခဏထွက်သွားရတယ်အဲ့ဒီမှာကျွန်တော်ကိုပေးလိုက်ရတယ်ဒီကောင်ကြောင့်နင်းနာခဲ့ရတယ်အများကြီးပဲပေါင်တန်းဘလို့ပြောမလဲဒီဟိုပါပေါ့လေကျွန်တော်ပေးခဲ့ရတဲ့85တန်းကလုံးဝပလုံဘလို့မဟုတ်ထိုက်တန်ခြင်းမရှိဘူးဒီကောင်နဲ့ကျွန်တော်အရင်စိတ်ပြတ်တယ်အဲ့ကောင်အဲ့တော့သူရွက်ကစားမယ်ဆိုတော့သူ့ကိုတော့လူဖြည့်ပေးဖို့တော့လိုတယ်ဒါပေမဲ့လည်းအကြောင်းရွှေ့ကာလမှာကျွန်တော်လည်းဘာဆက်ဖြစ်နေကျွန်တော်ကြည့်ရမယ်အကြောင်းရွှေ့ကချက်စီးတင်ကိုပေးတော့မှာကပိတ်ဆို့မှာလားအများကြီးသတင်းတွေရှိသေးတယ်ဗျာအများကြီးတော့ကျွန်တော်လည်းဆက်လက်ဆောက်ကြည့်အောင်မယ်ဇာဖီလွန်ဆိုတော့ကျွန်တော်သဘောတော့ကြတယ်ဒီ3ရက်ထဲမှာနောက်တစ်ယောက်အိုင်ရာအိုလာပေါ့လေအိုင်ရာအိုလာကြတော့နည်းနည်းလေးဘယ်ပြောမလဲသူတို့2ယောက်နဲ့ရှင်းတူလို့ရှိမဲ့ကွန်ထရက်အပိုင်းလေးရှိတယ်ကအိုင်ရာအိုလာကြတော့ high pressing တအားပေးတယ်နော်တိုက်စစ်ပန်ကစားသမားတွေကတရဆက်ဒီခန်းစစ်ရဲ့ဒီဘယ်လိုမလဲခန်းစစ်ရဲ့ဒီဟိုတိုက်စစ်ကစားသမားတွေပြန်ခန်းစစ်ဆောင်တွေထိလိုက်ပြီးတော့3ဆို3အောင်4ယောက်ဆို4ယောက်အကုန်လုံးအနောက်တိုင်းအကုန်လုံးမှာအကုန်လုံး high pressing ပေးတယ်သူ့ရဲ့ကစားပုံက high risk high reward တခုတော့ရှိတယ် risk အရင်တော့များတယ်လက်ချက်ပေါက်သွားရင်အနေရှိပေမဲ့လည်းတကယ်တမ်းဒီညက်ခံဝင်ပြည့်နဲ့ကစားနိုင်မှဆိုရင်တော့အဆင်ပြေသွားနိုင်တဲ့အပိုင်းတွေအများကြီးရှိတယ်အဲ့ဒါအိုလိုတော့ကြောင်ဒီထဲမှာဘုံဘုံတင်းရဲ့နီးပြဖြစ်တာပါညာခဏထားအောင်ဗျာဒီတောင်းထက်မှာအဲ့ဒါတော့ကျွန်တော်မကြိုက်ဆုံးပဲเนาะအကြိုက်ဆုံးကတော့ဇာဖီနိုဆိုပြီး farming gap ပေါ့လေအဲ့တော့ဒီလိုကြောင်းနေတယ်ကျွန်တော်အရှိဆုံးပြောရတာဇာဖီနိုဆိုရဲ့အကြောင်းပဲဇာဖီနိုဆိုသဘောကျတော့ farming gap ဆိုရင်လည်း okay အဆင်ပြေသေးတယ်ဗျာ farming gap ဆိုတာသူ့ရဲ့ကစီတင်းရဲ့ legend တယောက်ဖြစ်တယ်သူ့ရဲ့လိုကြောင်းလဲ position base ဘောလုံးအသာလေးစုပြီးကစားတဲ့ဟန် attractive football เนาะဒီချစီတင်းရဲ့ကွန်းလန့်လူတွေရဲ့ဂျားမှာချိတ်ဆက်မှုအပြင်ဒီအနောက်တောင်းကသူ့အနေနဲ့ဘလို့အထိုင်ချမလဲစိတ်ဝင်စားဖို့ကောင်းတယ်ဇာဗီနိုဆိုတော့အကြိုက်ဆုံးပဲ3 back စတယ်မယ်ဆနာဘတ်တွေကောင်းမှုသူ့ကိုဟာတိုးကွာလို့ပြနေလေးပိုကောင်းအောင်သူ့အနေနဲ့သုံးဝင်မယ်ဆိုရင်ကူကူရလာရီချင်းနဲ့ဝင်းဘတ်မှာနေလိပြပြောမလဲ excited ဖြစ်ရတဲ့ကစားကွက်တစ်ခုကျွန်တော်မြင်လာရတယ်ကျွန်တော်ထင်တယ်ဇာဗီနိုဆိုတော့ကျွန်တော်အကြိုက်ဆုံးမှာတိုက်စစ်မှာဆိုတော့ပြသူ့လက်ထက်မှာလောဖြစ်ဖြစ်ဝင်း play ရင်းနေပိုကောင်းလာမယ်ထင်တယ်ဝင်းဘတ်နှစ်ဖက်ကတော်တော်အလုပ်ဖြစ်လာမယ်အနောက်တန်းလဲထိုက်တင်တော့ပို့ပြီးဒီမှာတော့တက်တာမှာကျွန်တော်နေယူဆမိပါတယ်ကဲအဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုမှာတော့ဒီ3အကြောင်းမှာကျွန်တော်ဆွေးနွေးလိုက်မယ်နော်အိုင်ရာအိုလာအနေနဲ့လည်းသူ့တွေနဲ့ပြောမလဲအတွေ့အကြုံတော့ရှိပါတယ်ဒီမဲ့အတွေ့အကြုံရှိဆုံးကတော့အိုင်ရာအိုလာကောင်းလဲကောင်းပါတယ်မကောင်းလို့မဟုတ်ဒါပေမဲ့ဗျာတောင်းနေနဲ့ကြည့်ရမှာကသူကစားတဲ့ပုံစံကနည်းနည်းလေးပြောမလဲဇာသမားတွေကစတာမီနာကိုတအားကုန်ခန်းစေတယ်တအားကြီးဗျာ high risk high reward တအားဖြစ်လုံးတယ်ပြောမလဲ highland defending ကစားတဲ့အခါမှာမလိုလားအပ်တဲ့ဒီအနီကတ်တွေနော် high tank defender ဆိုတဲ့အခါမှာ last defender ဖြစ်သွားတဲ့ကျောက်စတီးအတင်းအနေနဲ့ကန်ဆိုအရင်ရှင်းနေတဲ့အတင်းဗျာအဲ့လိုအနီကတ်တွေမင်းအောင်ချောင်းနေဆွေးနေပြီးတော့အိုလာပေါ်မှာလည်းနည်းလေးတန်တရားဖြစ်မိရဗျာသူကန်ရတာဘုံမလို့အတင်းမျိုးဒီမှာလည်းအထူးကြောင့်ရှိတယ်ပြောပါပြော Korean border တော့မှဘလို့ဖြစ်သွားတာအကြောင်းရင်းအများကြီးသင်္ကန်းလာယူရမယ်အဲ့တော့ Safi Lonso family ကရွေးစစ်စာ option နှစ်ခုတော့ဒီ3ထပ်မှာကျောင်းနေအများဆုံးတွေ့ရပါတယ်ဒီနေ့ရွက်နောက်ထပ်တွေမဟုတ်ပါဘူးနောက်ထပ်ဗီဒီယိုမှာလည်းနောက်ထပ်နီးပြရေးဖြစ်တဲ့ Philippe Luis တို့နော်ကျွန်တော်ဒီကိုစီမီယိုနူပါလို့ရှိမှဗျာ Nagelsmann တို့တုံးနေတယ်ဘလို့အချင်းချင်းရှုံးနေဆိုတာကို
ဆက်လက်သုံးသပ်ပေးသားမယ်လို့ပြောကြရနေမှာကျွန်တော်ဗီဒီယိုကိုဒီမှာပဲနားကျင်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းမောင်နှမတယောက်ချင်းနိုင်ကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးကတော့ဆက်လိုက်ပါတယ်နော် see you next video ပါ